လုံးပဲမင်္ဂလာပါရှင် Cooking by Nila Channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်ကျမဒီနေ့တွဲဖက်ပြီးစားလို့အရန်ကောင်းတဲ့ဟင်းနှမျိုးချက်ပြပေးမှာပဲရှင်ဘယ်လိုလေးချက်မလဲဆိုတာဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ရှင်ပထမဟင်းပွဲလေးကတော့ငမီးနဲ့မကြီးမဲ့ဟင်းလေးဖြစ်ပါတယ်ရှင်ပထမဦးဆုံးအိုးထဲကိုစီထည့်ပါတယ်ရှင်စီပူလာပြီးဆိုကြက်သွန်ဖြူအနီးဂျင်းနဲ့အယောင်တင်မှုတ်ထောင်းထားတာလေးကိုထည့်ရရှင်ကြက်သွန်လေးတွေရှည်လာပြီးဆိုစားစနွင်းနေထားတဲ့ငမီးလေးတွေထည့်ရရှင်မွေနီကြီးနဲ့အိုးလေးကတ်လာပြီးဆိုမကြီးမိတ်ချီပြီးစိန်ထားတဲ့ရေလေးထည့်မွေရရှင်အရသာလေးမီးပြီးငါးလေးနူးပြီးဆိုဟင်းအိုးချလို့ရပါပြီရှင်ဒုတိယဟင်းပွဲလေးကတော့ကစုံပလင်ကြိုလေးပဲဖြစ်ပါတယ်ရှင်ကစုံပလင်ဆိုပြီးမြဲကစုံရွက်ကြီးမဟုတ်ပဲစူးပိုးရွက်လေးနဲ့ရောကြော်မယ်ရှင်စားရတာပိုမွေးပြီးပိုစားကောင်းနေရှင်ပထမဆုံးစီထည့်တယ်ရှင်စီပူလာပြီးဆိုကြက်သွန်ဖြူတပြားရိုက်ထားတာလေးနဲ့ကြက်သွန်နီပါပါလှီးထားတာလေးထည့်မှုပြီးရှင်ခဏမှုပြီးရင်စူးပိုးရွက်လေးအရင်ထည့်ပြီးရှင်စူးပိုးရွက်လေးနွမ်းလာပြီးဆိုကစုံရွက်ထည့်ကြော်တယ်ရှင်ကြက်သားမိုးလေးအနည်းငယ်ထည့်တယ်ရှင်အရွက်လေးတွေကြပြီးအရသာလေးကွက်တိပေးဆိုဟင်းအိုးလေးချလို့ရပါပြီရှင်ဟင်းလေးတွေကချက်ရတာအရန်လွေပြီးအရသာရှိတာမို့လို့လိုက်ပြီးချက်စားကြည့်ကြပါနော်နောက်ဗီဒီယိုဒီမှာလေချက်ရလွေကူပြီးအရန်စားကောင်းတဲ့ဟင်းလေးတွေချက်ပြမှာမို့လို့ကျမရဲ့ channel လေးကိုလေ like and subscribe လေးလုပ်ထားပေးကြပါဦးရှင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye